ကျွန်တော်အိမ်မှာပဲကွာဘာဘယ်ကပေါ်လာဒီလိုပဲကျွန်တော်ဖက်တွေလက်ဆောင်လာပေးရဟာကောင်းလိုက်လားဖက်တွေကဘယ်ရတော့ကယူလာအင်္ဂလိပ်တွေကခိုးအော်ဟုတ်တယ်ကျွန်တော်လည်းဒီမှာသတင်းကြားတာအဲ့တော့ခိုးလာအဲ့ကျွန်တော်ခိုးလာအိုးကောင်းရောဖက်တွေရောအကြီးပဲရောဒီဖက်ရောဗျာကျွန်တော်လည်းမတော်လို့ဗျာတော့လာပေးရလေအိုးကျွန်တော်လည်းကတိရော What's up bro ကြာဒီပဲလေအင်္ဂလိပ်တွေကဖက်တွေကကျွန်တော်စီကြောက်တယ်ကဲမင်္ဂလာပါကဲပြောချင်တာကတော့ဒီနေ့တော့အင်္ဂလန်တွေကပါလေလက်ထွန်းနွားမဟုတ်တော့လက်ထွန်းနွားပြောက်သွားလက်ထွန်းနွားပြောက်တယ်အကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာပြောရမယ်ကျွန်တော်အမေရိကန်နိုင်ငံကိုလောကကြီးကြီးကျယ်ကြီးလောကတစ်ခုချဘိုးတွေကင်းရှင်းတဲ့နိုင်ငံကြီးထင်ရဟုတ်တယ်ကျွန်တော်လည်းတကယ်ပဲပေါ့နော်ကျွန်တော်ဒီကျွန်တော်ကတော့ကျွန်တော်လူငယ်အနေနဲ့ကျွန်တော်ဒီပေါ့နော်အမေရိကန်လို့တခြားနိုင်ငံကလူငယ်အနေနဲ့ပေါ့နော်အမေရိကန်နိုင်ငံကြီးကလုံးဝတော့ freedom ပေါ့ဗျာလုံးဝကျွတ်စင်လို့ထင်တာပေါ့တခုချဘိုးတွေမရှိဘူးပေါ့နော်အဲ့လိုမျိုးထင်တာဒါပေမဲ့အခုတော့တော်ကြည့်ရောလားတော်ကျွန်တော်အမေရိကန်တွားဖြစ်ခဲ့ရင်ကျွန်တော်နှစ်ယောက်အမေရိကန်တွားဖြစ်ခဲ့ရင်ကျွန်တော်ဖက်နဲ့တွေချာတင်ထားတာWhat the fuck ကျွန်တော်ဖက်တိန်ထားဖို့ဗျာအဲ့တော်တစ်ခုနဲ့တင်လာပေါက်လေးတစ်ခုလောက်တော့လိုမယ်ဗျာဒါအမေရိကန်ကအဲ့လောက်ထိမလိုလေကျွန်တော်မြန်မာမှုရှိရလေပစိုးဓာတ်ဖက်နဲ့ထိုးတာမျိုးကြီးဖုန်းကြောင်းတော့အဲ့လိုထားတယ်အဲ့မဆိုတော့အဲ့ကျွန်တော်မြန်မာတက္ကသိုလ်တွေဟုတ်တယ်အဲ့အင်္ဂလန်ကောင်တွေကအမေရိကန်မရောက်ဘူးလို့ထင်တယ်ဒီကောင်တွေကဘလူတွေလည်းမသိဘာကောင်တွေလဲတကယ်တော့မြန်မာနိုင်ငံအကောင့်တွေတွားတယ်ဆိုလို့ရှိရင်ဖက်တော့ပြောင်းမှာမဟုတ်ဘူးဟုတ်တယ်ကျွန်တော်ကတကယ်လုံးဝကိုတည့်ရမှာဗျာအခုကဘောလုံးကန်ရမှာဗျာဘောလုံးကန်ရမှာဖက်နဲ့မပါဘလူကန်မှာခြေတော်လုံးကန်မှာလားမင်းတို့ဘလူကန်မှာအင်္ဂလန်ကောင်တွေထားပါဒီကောင်တွေဖက်နဲ့အတုဝယ်နိုင်တယ်ပဲထောင်းတကယ်လို့ဘောလုံးသွားဆိုကျွန်တော်လည်းဘောလုံးကန်တယ်ဗာတင်မှာဟုတ်တယ်ဖက်နဲ့တရံကကျွန်တော်တို့ဒီကောင်တွေဖက်နဲ့ကတ်တင်ရန်ကောင်းလားမသိဘူးကောင်းပါဗောဗျာကောင်းတော့ဒါနဲ့ကျွန်တော်တို့ဒီမှာကြောစီးရဖက်နဲ့ဗောကျွန်တော်စစီးပြီဆိုလို့ရှိဆိုဖက်နဲ့ကအများနဲ့ fitting ချရတယ်မဟုတ်လို့ရှိဆိုကျွန်တော်ဖက်နဲ့အများတန်းပေါက်တယ်ဗျာပေါက်တယ်ပြိုင်ပွဲမကန်ခင်ဟိုကျွန်တော်ကတပတ်လောက်ကကြိုပြီးတော့စီးထားရတယ်တပတ်လောက်စီးထားပြီးတော့မှပြန်တိန်းထားလိုက်တာအေးဗောဒီကောင်လေးအဲ့ဆိုဒီလိုအဲ့လိုအကောင်လေးဖူဝဲလို့တဲ့အဲ့လိုကုံမြေဗျာအဲ့လိုသူတို့ဆိုရင်နာမည်ကြီးကစားသမားဆိုဥမာဗျာဟယ်ရီကိန်းတို့ဘာလို့ဆိုရင်ဒီကောင်လေးနော်သူတို့စီးမဲ့ဖက်နဲ့လုံးဝ fit ဖြစ်အောင်ကစားမိုင်းတွေလုပ်ကြမှာဗျာဒါပေမဲ့အခုပွဲတော့ကန်မှာဗျာသိရမလားပွဲတော့ကန်မှာဒီကောင်လေးယူလာတဲ့အဲ့ဒီရဲ့ဒီ training မှာပါတယ်ပေါ့နော် training မှာတုံးတဲ့ပစ္စည်းတွေအကုန်လုံးကလည်းပျောက်သွားဖက်နဲ့တွေကလည်းပျောက်သွားဆိုတော့အရေးအကြောင်းပေါ့အရေးပေါ်ဖြစ်နေတာဗျာနော်အရေးပေါ်ဖြစ်နေတဲ့အတွက်ကြောင့်ဒီကောင်လေးကစားမိုင်းလုပ်ဖို့တော့အချိန်တော့မရတော့ဖက်နဲ့တွေဝယ်မှပဲရတော့မှာနော်ဘာလို့ဘလို့ထင်လဲဒါပေမဲ့Nike လေးအဲ့ဒီတက်လေးတခြားမဟုတ်လားအေးပေါ့အဲ့လည်းစောက်ဘောတွေမဟုတ်လေဟုတ်တယ်မီလီယံနာတွေကြီးပဲကွာဟုတ်တယ်အဲ့ဆိုတော့အနည်းတဲ့နေတော့ချက်ချင်းတော့ရမှာပါရမှာပါဒါပေမဲ့သူတို့အချိန်ကြီးဘယ်လိုရှိလဲတော့ကိုကြီးတော့မသိဘူးဒါပေမဲ့ကျွန်တော်အမေရိကန်သွားဖြစ်တယ်ဆိုလို့ရှိရင်ဖနက်ကိုမြန်မာမှုအနေနဲ့ပစိုးနဲ့တွားတယ်တွားမှာပါတခြားနိုင်ငံကိုတွားဖြစ်ရင်လည်းပစိုးပဲဝင်မှာမြန်မာနိုင်ငံသားကွာဟုတ်တယ်နေချင်းနေဟုတ်တယ်ကျွန်တော်အားဖြစ်တယ်မှာပြောရတာကွာနိုင်ငံမြန်မာနိုင်ငံရဲ့အပြင်တော်ခြေတန်းချအောင်တာမဟုတ်ဟုတ်တော့လေဟုတ်ပါဒီကောင်လေးကိုဘယ်လိုပြောပြရမလဲတိတ်ခါချဟုတ်တယ်လို့အစင်းစားကြည့်ကွာအော်သူများနိုင်ငံကကောင်နေလာကိုယ်နိုင်ငံလာကွာဒီဖနက်ယူကိုယ်နိုင်ငံမှာပျောက်သွားတယ်ဆိုဒီကောင်လေးဖနက်ခိုးတဲ့နိုင်ငံဥပမာအခု US American ဆိုလို့ရှိရင်ဒီကောင်လေးဖနက်ခိုးတဲ့နိုင်ငံလားတခုကဗျာဘယ်လိုလဲဆိုတော့ဖက်နဲ့ကိုခိုးပြီးအဲ့ဒါဖက်နဲ့တွေကတန်မိုးကြီးရပေါ့နော်ဖက်နဲ့တွေကတန်မိုးကြီးသူကရောင်းစားမှလားဒါမှမဟုတ်လို့အဲ့အင်္ဂလန်အသင်းကိုပဲဒီဝေါ်ကက်လာကန်လို့ဒီအမေရိကန်ကောင်နဲ့စောင့်နေကက်လို့လားအဲ့တော့မသိဘူးပေါ့နော်အဲ့ဒါအမေရိကန်တော့ဖြစ်ပေါ်အင်္ဂလန်ကိုစောင့်နေကက်တဲ့အတင်းစောင့်နေ sorry စောင့်နေကက်တာတော့သုံးချင်တော့အေးပေါ့အင်္ဂလန်ကိုအမြင်ကက်တာပေါ့နော်အမြင်ကက်တဲ့အတင်းကြည့်မရတာပေါ့ပြောရမယ်အမြင်ကက်တဲ့အတင်းပေါ့ဘေဘီတင်းချောကျန်တဲ့တို့48တင်းဆို48တင်းလောက်ကြည့်မရဘူးလားမသိဟုတ်လားအဲ့ဆိုရင်ဒါမှမဟုတ်အရှင်အမေရိကန်ကလည်းအင်္ဂလန်ကိုကြည့်မရလားဟုတ်တယ်ဒါမှမဟုတ်ဟိုကောင်ဘယ်ကောင်ခိုးရတဲ့ကောင်တွေက
အင်္ဂလန်နဲ့ပြိုင်ဘက်အသင်းရဲ့အင်္ဂလန်ကလည်းကျန်တဲ့အတင်းအားပေးရဆိုရင်ဖန်ဖြစ်နေမလားမသိဘူးဟုတ်တယ်အဲ့လိုလည်းဖြစ်လောက်တယ်ပေါ့နော်ဒါပေမဲ့အဲ့လိုရောမလုပ်တင်ပါဘူးကွာဒါပေမဲ့မင်းတို့ကောင်ခေါင်းကြီးမပါကန်ဆိုးရမယ်မျိုးခေါင်းကြီးပါရင်မျိုးအကုန်လုံးတည်ကုန်လုံးဟုတ်တယ်အဓိကကျွန်တော်ဆိုလို့ရှိရင်လည်းတကယ်ပြောလို့ပြောမှာမဟုတ်ကျွန်တော်မန်ချက်ဖန်ဗျာထားမန်ချက်ဖန်ဟိုကိုတင်းကစားသမားမလို့မဟုတ်ဘူးဗျာအင်္ဂလန်ရဲ့လူစင်းမှာဘယ်လိုလုပ်ခေါင်းကြီးရမှာပါလားမဟုတ်ကွာဟိုးစစချင်းတော့ခြေစွမ်းမျိုးနဲ့မလို့ဆိုလို့ရှိရင်ဒီကောင်မပါလားကျွန်တော်လက်ခံပေးလို့ရတယ်ကွာဟုတ်တယ်နော်အခုခြေစွမ်းနဲ့ဆိုလို့ရှိရင်တော့အနည်းဆုံးတော့ထဲမကန်လို့ဆိုလို့ရှိရင်တော့အရင်မှာထားတင်းနေဗျာနော်နေထားမျိုးရှိရပါဟုတ်တယ်ဟိုမှာတခြားကစားသမားတွေထက်လည်းနှိမ့်နေတဲ့ခြေစွမ်းလည်းမဟုတ်ဘူးဟိုစုပ်ပြတ်တက်နေတဲ့အချိန်မှာတော့မှစောက်ကိတ်ကဒီကောင်ကသူ့နိုင်ငံမှာတုံးလို့ရအောင်တုံးသွားကြရပါဟုတ်တယ်အခုကစုပ်ပြတ်တက်နေရမဟုတ်ဘူးကောင်းနေတဲ့အချိန်မှာဟုတ်တယ်ကွန်မန့်တူချေကဘာလို့မရွေးသွားလဲဒါနဲ့လည်းစဉ်းစားစရာနေတော့ရိုင်းနေဗျာပြောမယ်ဆိုတော့နော်ဒါမဲ့လေသူတို့ကစားတဲ့ပုံစံနဲ့ form ဝင်လို့နေမှာပေါ့ဟုတ်တယ်အဲ့လိုလည်းဖြစ်တော့ပါဥပမာအဲ့ဟာဒီခေါင်းကြီးရောထားပါဖေးဖို့တန်းကောင်းတယ်လူငယ်သားသမားဘာလို့မပါဘာလို့ခုံမလားအဲ့စဉ်းစားရမယ်ချက်ဖေးဖို့တန်းလုံးဝရန်ကောင်းတယ်မန်စီးမှာလုံးဝမဟုတ်ကွာဟိုလိုကြီးတည်ရမလား aggressive ဆန်တဲ့ကစားတဲ့ပုံစံမျိုးမဟုတ်ဘူးဆိုလို့ရှင်တော့ဟုတ်တယ်ဒီစနစ်ပိုင်းရအဝင်အောင်ကစားပေးနိုင်တဲ့ကစားသမားမျိုးဟုတ်တယ်ဖေးဖို့တန်းကောင်းတယ်ဝင်ကာအနေနဲ့လည်းကစားလို့ရတယ်အထက်မင်တာဖီးအနေနဲ့လည်းကစားလို့ရတယ်striker အနေနဲ့ပါကစားလို့ရတဲ့ကစားသမားမျိုးပါဟုတ်တယ်ပြောမယ်ဆိုရင်ဖီးဖို့တန်းဆိုရင်သူဂူရဖို့တဲ့သူ goal assist တွေလုပ်ပေးရနေမှာ Bruno Fernandes နဲ့အဲ့လို level လောက်တော့ကြာလာပါလားဘယ်လိုထင်လဲဖီးဖို့တန်းနဲ့ Bruno Fernandes နဲ့ဆိုဖီးဖို့တန်းကလည်းအဲ့လိုပဲဗျာဒီသူ့ရဲ့ဒီလက်ဝင်ကနေပြီးမှပဲသူကိုရအောင်လို့ပေါ့နော်အဲ့အထောင် striker ကိုသူပေးရမယ်ဗျာဘောလုံးတွေထိုးရှာပေးရမယ်ဗျာလမ်းခင်းပေးရမယ်ဗျာအဲ့လိုဆိုတော့တခုတော့ကွာတော့ပါကျွန်တော်ဖိုဒန်ကမန်စီးတီးမှာကစားလာဆိုတော့မန်စီးတီးရဲ့ကစားတဲ့ဖောင်နဲ့မန်ချက်ရဲ့ကစားတဲ့ပုံစံတွေကနည်းရကွာလာပေါ့နည်းရကွာပါနော်ဒါပေမဲ့အဲ့ Bruno Fernandes နဲ့အဲ့ Phil Foden နဲ့ဆိုရင်ဘယ်လိုမြင်လဲဗျာဟိုကပေါ်တူဂီဗျာပေါ်တူဂီမှာကစားနေရဗျာအခုလေသူကအခုပါလာရပေါ့နော် Facebook ပိုင်းကတော့အခုအင်္ဂလန်တင်းမှာပါလာတော့ဒါပေမဲ့ဟိုးစားပါဘယ်လိုပြောရမလဲဆိုလို့ရှိရင် Foden ကလောလောဆယ်ဒီနှစ် Premier League မှာဆိုပွဲထွက်ခွင့်နည်းတယ်ဆိုတော့အဲ့ရဲ့အကြောင်းပဲလာမသိဘူးဒါပေမဲ့ Bruno Fernandes နဲ့ဆိုလို့ရှိရင်တော့ Foden နဲ့တော့သွားပြီးတော့ရှင်လို့တော့မရဘူးဘာလို့ဆိုကစားတဲ့ပုံစံနေကစားရဲ့ပေါင်နေမတူဘူးပေါ့ဥမာ Bruno Fernandes ဆိုလို့ရှိရင်သူကကြောင့်မိတ်ကနေဝိုင်းရင်ကစားသမားလို့ဖြစ်သွားမလားမသိဘူးနော်ဒီဘိုင်းလို့လူမျိုးဖြစ်သွားအိမ်မောဒီဘိုင်းလို့ဆိုပေမဲ့ဒီဘိုင်းကိုကျွန်တော်မန်ချက်ဖန်လို့ပြောရတော့မဟုတ်အိမ်မောဒီဘိုင်းဖန်လည်းတော့မဟုတ်မန်စီးတီးဖန်လည်းတော့မဟုတ်ကျွန်တော်မန်ချက်ဖန်လားဒါပေမဲ့ဘရူနိုကဒီဘိုင်း level တော့မရောက်သေးဒါပေမဲ့အချက်ဟိုမှာအချက်လက်တချို့အရာနဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့အချက်လက်အရာလဲဆိုလို့ရှိရင်တော့ဥမာလိုက်မိရအောင်နည်းနည်းရှင်ဒီနေ့ရက်ခြေစွမ်းရဆိုလို့ရှိရင်တော့ဘာရှင်ပြလို့ရအောင်ကွာဒါပေမဲ့အတင်းနေထားကြောင်းလည်းဖြစ်ကောင်းဖြစ်မယ်ကွာဒါပေမဲ့တော့ကျော်အမြင်ကျော်ကစားသမားတယောက်အနေနဲ့အမြင်ကွာအဲ့မြင်ပါဆိုလို့ရှိရင်တော့ဒီ Brian Bruno ထက်တော့ကောင်းနေငယ်တာအများကြီးတာအများကြီးတာတော့ဟုတ်နေငယ်တာဟုတ်တယ်ဒါပေမဲ့ကျော်လည်းသဘောကျပါ Bruno လည်းကြိုက်တယ်သူကမြို့ခံပြိုင်ပဲ Brian ကိုလည်းကြိုက်ဟိုမှာဒီ Brian အခုဒီ Brian ရမယ်ဆိုလို့ရှိရင်ဒီ Brian ကိုမန်ချက်ကနေပြီးတော့နိုင်လို့ရမယ်ကစားသမားရှိတယ်ပေါ့ပါကောင်းတယ်ဒီ Brian လို့ level မျိုးပဲဟုတ်တယ် long ball ရန်ကောင်းနော် long pass ကောင်းကရှေ့ရေးပြီးရင်key pass တွေကြိုက်တယ်ကွာပေါ့တကယ်ကြိုက်ဒါပေမဲ့ဒီကောင်ကနှမျောစရာဟိုမှာကျွန်တော်ကစားသမားအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တငယ်ချင်းတွေပါညာတွေ့ဒီကောင်အစတော့ကောင်းဒီဘေးဝါနှမျောစရာကျန်လို့လေအဲ့လိုမျိုးပြောကြတာပါဒါပေမဲ့လူတယောက်ကပြောမရဘူးပေါ့ဗျာတည်းမလားကိုယ်စိတ်နဲ့ကိုလှုပ်ရှင်လဲလုံအောင်ဘောလုံးစိတ်ကသွားလိုက်ရှင်းရှင်းမယ်ဒါပေမဲ့ဘောပါတော့စိတ်မနာတယ်တော့ဘောလုံးကန်ချင်တယ်ဒါပေမဲ့ဒီကောင်လှုပ်ခဲ့တဲ့အရာတွေကကောင်းกว่าတကယ်နှမျောတယ်ကွာတည်းမလားဘောပါတော့နှမျောတကယ်ကြိုက်တယ်ဘောပါတကယ်ကြိုက်
ဟုတ်တယ်ကျွန်တော်ကတော့အဲ့ပေါ့ပါဆိုရင်ကြိုက်ပါလူမဲကစားသမားတွေပါဗောနော်ဒီကကောင်းအဲ့ပေါ့ပါကိုရန်တော့က crazy ပဲတော့ကောင်းရင်ပေါ့ပါခွင်းလေးကနေပြီးတော့လှမ်းပြီးတော့အဲ့လိုဒီကိုက်ကနေပြီးတော့လှမ်းပြီးတော့ကစ်တာတွေဗောနော်ကျွန်တော်အဲ့ long pass stage ရန်ကြိုက်တယ်ပေါ့ပေါ့ပြီးရင်နောက်ထပ် forum ကိုကြိုက်တာ forum ရဲ့ကစားတဲ့ပုံစံကကျွန်တော်ဘယ်လိုလဲဆိုလို့ရှိရင်ကစားတာ aggressive ဆန်တဲ့ကစားသမားဆိုတာထက်ဟောကိုကျွန်တော်နီးပြတယောက်အနေနဲ့ဆိုဥပမာကျွန်တော်ဒါနီးပြတယောက်အနေနဲ့အတင်းကိုကင်ပြီဆိုလို့ရှိရင်ဆို aggressive ဆန်တဲ့ကစားသမားကိုလည်းကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အဲ့ aggressive ဆန်တဲ့ကစားသမားတွေဆိုတာထက်ကျွန်တော်ရဲ့ form ထဲမှာစောမဲ့ကစားသမားတွေကိုပိုကြိုက်တယ်ဗျာအဲ့ဆို brother အနေနဲ့တကယ်လို့ဗျာ brother အခု England နီးပြဖြစ်သွားမယ်ဆိုရင် Facebook တန်က brother ရဲ့အမြင်ထဲမှာဆိုရင်တော့ brother ရဲ့ကစားမဲ့ form ထဲမှာဗျာ brother ခင်းကျင်းထားတဲ့အခင်းကျင်းထဲမှာ quality ဖြစ်မယ် fit ဖြစ်တယ်လို့ထင်တယ်ပေါ့နော် brother နီးပြဆို brother ခေါ်တာမှာခေါ်တယ် Facebook တန်တော့ခေါ်တယ်ဘာလို့လဲဆိုတကယ်ကြိုက်တယ်ဘာလို့လဲဆိုနီးစနစ်ထဲကိုသူကအံဝင်အောင်အများနဲ့ကစားပေးနိုင်တယ်တကယ်အဲ့ဒီရဲ့ဥစ္စာနဲ့တင်ကြိုက်တာသူကသူ aggressive ဆန်ဆန်ကစားတာမကစားတာကျွန်တော်အဲ့လောက်ထိစိတ်ဝင်စားအောင်တပိုင်းနော်ကျွန်တော်ရဲ့နီးစနစ်ထဲကိုဝင်ပြီးကစားပေးရဆိုလို့ရှိရင်ကျွန်တော်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဘာကောင်မှတော့မဟုတ်ဘူးကွာဒါပေမဲ့ဖူလန်ဆိုတော့ကျွန်တော်ထက်တော့ငယ်သေးရပါကျွန်တော်ထက်ငယ်သေးရဟုတ်တယ်ဒါပေမဲ့ကြိုက်တယ်အော်အင်္ဂလန်သားဖြစ်နေလို့ဘောလုံးသမားပြည့်နေရဟုတ်တယ်ကျွန်တော်လည်းအင်္ဂလန်မှာမွေးကြည့်ထောင်စားပြည့်နေပါအဲ့လိုတော့အင်ချီရမယ်လေဖြစ်ပါအင်ချီရမယ်လေဖြစ်နေပါဖြစ်တော့တယ်ဘာလို့လဲဆိုဒီကုတုကန်နဲ့မြန်မာပြည်မှာလူဖြစ်နေရတယ်အင်္ဂလန်မှာလူဖြစ်နေတော့အင်ချီရမယ်တော့ဖြစ်တော့ဟုတ်တယ်ဆိုပါအဲ့တော့ကျွန်တော်ဒီ World Cup မှာပေါ့နော်ကျွန်တော်တို့ဒီအင်္ဂလန်အသင်းနဲ့ပတ်သက်ပြီးဒီအင်္ဂလန်ထဲမှာမဟုတ်ပေါ့နော်ဒီအသင်း48သင်း qualify ဖြစ်ထားတဲ့အသင်းတွေပေါ့နော်နိုင်ငံအသင်းတွေဒီခင်ဗျားတို့အနေနဲ့ရောဘယ်အသင်းတွေကိုကြိုက်လဲဘယ်အသင်းတွေကိုအားပေးမလဲအဲ့ဒါလေးချက်လောက်ကျွန်တော်တို့ဒီ comment လေးမှာမှန်ခဲ့ပြီနော်